တို့နန်းတော်ကြွကြွလာတယ်ပိစိကဗုဒ္ဓကြီးတို့မီးရှို့လိုက်လို့တည်သွားပြီအဲ့တော့အလောင်းကိုအစာဖြောက်မှဖြစ်မယ်ဆိုပြီးတော့ဘာလုပ်ကြပြန်တော့ဆိုအနာနာမှာရှိတဲ့တစ်တုံးတွေထင်းတွေအကုန်လုံးစုပြီးတော့မီးကျွန်းအောင်လို့ဆိုပြီးတော့ရှို့ကြပြန်ပထမတော့ကမီးလုံမှုရှို့တာနောက်တစ်ခါကျတော့အလောင်းဖြောက်ဖို့ဆိုပြီးတော့ရှို့တာတကယ်ကတော့ပိစိကဗုဒ္ဓကတမပတ်အတွင်းမှာဆိုရင်မိပဲရှုပ်ကြောက်တုံးကြီးနဲ့ပဲဖိဘာမှဖြစ်မှာမဟုတ်ဘူးပေါ့ဒီတော့တမပတ်ဝင်စားနေတဲ့တမပတ်ရဲ့စွမ်းအားကြောင့်ဘယ်သူမှအန္တရာယ်မပြုတ်နိုင်တဲ့အနေအထားမျိုးရောက်နေတာသူတို့မှမသိကြဘူးမသိတော့စေရနာစိုးနဲ့မိရှုပြီးအလောင်းဖြောက်ကြတဲ့အခါပိစိကဗုဒ္ဓကတော့ဘာမှမဖြစ်ဘူးသူတို့ကြတော့ဘာဖြစ်သွားလဲလို့ဆိုဘဝပေါင်းမြောက်များစွာမီးလောင်တိုက်တွင်းပြီးတော့တည်ရတယ်ပေါ့နောက်ဆုံးသမ္မာဝတီမိဖုရားဘဝရောက်တဲ့အခါတောင်မှပဲသူတို့နဲ့ခြံရံမိဖုရားနဲ့အတူတကွမိဖုရားမောင်မမိတ်တန်ခြံရံ900လုံးဟာနန်းတော်ကြီးကိုမီးရှို့ပြီးတော့မီးလောင်လို့တည်ဆုံးသွားကြရတယ်လေအရိယာသူတော်စင်အဖြစ်ရောက်တဲ့အချိန်မှတောင်မှပဲမီးလောင်တိုက်အသွင်းခံလိုက်ရတဲ့အသေးဆိုးနဲ့တည်ကြဘယ်သူမပြုမိမိမှုလို့ဆိုတဲ့ဒီမိုက်မားမှုတွေရဲ့အပြစ်ဆိုတာမသိလို့လှုပ်လို့ရှောင်လို့ရတာမဟုတ်ဘူးမသိလို့လှုပ်လဲခံရတယ်ဆိုတာထင်ရှားတယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့ကိုယ်တိုင်ငယ်စဉ်ကလေးကနေပြီးတော့တိရစ္ဆာန်ဆိုတာလူချွတ်မှကျွတ်တာတတ်ကြတာတွေတွေ့တယ်ဒါကနောက်ခဏမတော်တဆခြေကျိုးလက်ကျိုးဖြစ်သွားလို့ရှိရင်ဝတ်ပါလိမ့်မယ်အသေးတတ်မယ်ဆိုတတ်ကြအဲ့ဒါမျိုးတွေကိုမျက်စိအောင်မှာပဲမြင်ခဲ့တယ်ပေါ့ဒါတွေဟာလွဲမှားတဲ့အတွေးတွေနဲ့လောက်ကြတာဖြစ်တယ်ဘယ်လိုဒီနဲ့ပဲစေရနာစိုးနဲ့တတ်တာမှန်သမျှကိုယ့်အတွက် reaction လို့ဆိုတဲ့သဘာဝတရားရဲ့တုံ့ပြန်မှုကိုခံရမှာဖြစ်တယ်